Hello ဒီနေ့ကတော့ကုန်ကြစိတ်အသက်သာဆုံးနဲ့အနည်းဆုံးကစားကွင်းလေးကိုတတကိုပို့လိုက်တာဖြစ်ပါတယ်။ဒါကတော့ကြည်နူးအိမ်ကကစားကွင်းပဲဖြစ်ပါတယ်။အိမ်မှာခင်းထားတဲ့အခင်းလေးတွေကိုအကာပြောင်းလိုက်ပါတယ်။ဒီမှာခေါင်းအောင်လေးတွေကတော့ခုလိုက်ပါတယ်။အိမ်မှာရှိတဲ့ခေါင်းအောင်လေးစောင်းနေနဲ့ပဲကစားကွင်းတစ်ကွင်းလုပ်လိုက်ပါတယ်။ဒါလေးကတော့ကြည်နူးငယ်ငယ်ကစားတဲ့တဲလေးဖြစ်ပါတယ်။အဲ့တဲလေးထဲမှာလည်းစောင်းလေးခင်းကောင်းလေးခင်တတဝင်လာတတကတော့ဒီလိုလေးလုပ်ပေးတိုင်းတနေ့ကိုကုန်းလို့မမေမပြေမန်းပေါ့နော်အဲ့တော့ကစားစရာတွေကစားကွင်းတွေဝေးသွားကြမလို့ပဲနဲ့ကိုပိုင်ကစားကွင်းလေးတီးဆောက်ပြီးတော့မမေဖေဖေလေးကစားပေးလိုက်ပါတတပြောလားဟုတ်ပြောရဲ့ပြောတယ်ဒီလိုကစားကွင်းကြိုက်လားကြိုက်ကပီတယ်ကစားကွင်းနဲ့ဘယ်ဟာပိုကြိုက်ဒီကစားတွေအော်ဒီကစားကွင်းပိုကြိုက်တာလားဟဲ့မိုက်တယ်ကစားကဒီလိုအိမ်လေးတွေမရှိဘူးဆိုလဲဂျက်ဖာလေးနဲ့ဆော့ပေးလို့ရရင်နော်ကို့မှာရှိတဲ့ပစ္စည်းလေးနဲ့တတမီမီလေးတွေကိုပြောအောင်ဆော့ပေးလို့ရပါတယ်ဒီအိမ်ယာကြီးကတော့တတရဲ့တနေ့တာကစားတဲ့ဌာနလေးဖြစ်ပါတယ်ပြောလားပြောရဲ့အတဲဆော့ပါရှင်ဆော့ပါဆော့ပါစားကွင်းကြီးဝမ်းအောင်မလားထဲဝင်တော့မလားဟိုအိမ်လေးဝင်အိမ်လားအိမ်လေးဝင်အိမ်နဲ့ဝင်လေရကြိုက်တဲ့အိမ်နဲ့ဝင်ချင်းဝင်လေတကိုင်းဖွင့်လိုက်မယ်တကိုင်းဖွင့်လိုက်မယ်တကိုင်းရဒီဘက်ကဖွင့်ရမှာဒီမှာဒီဘက်ကမဖွင့်ရဒီဘက်ကလားအေးဒီဘက်ကဆိုလည်းဒီဘက်ကဖွင့်လိုက်မယ်နော်တော့ရီထထတော့ရီလိုက်ရမှာတော့ရီလိုက်ဖွင့်လိုက်ပြီးကျွီတော့ရီပိတ်လိုက်တော့ရီပြန်ပိတ်အောင်မှာနော်နှစ်ထူလုံးပိတ်ပါနဲ့နှစ်ထူလုံးကဒီတော်လေးတွေဒီချပိတ်ခိုင်းတာဖြစ်ပါတယ်ဘာတော့နော်တတအဆေးကမှလူနာကြီးကြည့်အောင်မလားဆရာဝန်ကြီးကြည့်ရအောင်မကြည့်လိုက်အောင်နော်